မြင်တော်လဲဖယားသခင်မြင်ပါတာအာမင်ဒီနေ့ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းဘယ်သူမှမသိတော့လဲဖယားသိပါတယ်အာမင်ဒီနေ့ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းဘယ်သူမှအတိအမှန်မပြုတ်တော့လဲဖယားသခင်ဒီအတိအမှန်ပြုတ်တာဖြစ်ပါတယ်အာမင်အမှုတော်အတွက်ပါဝင်စက္ကပ်အစေခံတဲ့အားလုံးအပေါ်မှာဖယားသခင်ကထူကဲ့သို့သောဆုကျေးဇူးဖယားသခင်ပြင်ဆင်ပေးတယ်ဆိုတော့ညွန်လင်းလက်ပန်းဦးရတရဖို့ကျွန်တော်တို့အတွက်အကောင်းဆုံးတဲ့အရာကိုအမှုတော်အတွက်ပါဝင်အစေခံတဲ့အခါမှာကြခဲ့တဲ့မြင့်ရဲ့အားလုံးဖယားသခင်တင်ထားတယ်အဲ့ဒီမြင့်ရဲ့ပြတိတ်21ထဲမှာငါကြောင့်ကြခဲ့တဲ့မြင့်ရဲ့အားလုံးကိုသူတုတ်ပွဲမယ်လို့ပြောတယ်ဖယားသခင်ကျွန်တော်တို့အတွက်အကောင်းဆုံးတဲ့အရာပန်းဥယျာဉ်တရဖို့ကိုဖယားသခင်ပြင်ဆင်ပေးတယ်မြင့်ရှိသမျှအားလုံးကိုတုတ်ပေးမယ်ဖယားသခင်ကျွန်တော်တို့ကိုဆုချမယ်ဖယားသခင်ကျွန်တော်တို့အတွက်အကောင်းဆုံးတဲ့အရာကိုပြင်ဆင်ပေးတယ်ဆိုတဲ့အရာကိုသိရှိဖို့ရန်မျှော်လင့်ဖို့ရန်လိုအပ်တာဖြစ်ပါတယ်နှုတ်ကပတ်တော်တစ်ပိုက်အားဖြင့်56ခုမြောက်သောစာလံကျမ်းထဲမှာအတူတကွကြည့်ရအောင်56ခုမြောက်သောစာလံကျမ်းထဲမှာဖယားသခင်ကကျွန်တော်တို့ကြခဲ့တဲ့မြက်ရည်များကိုဘူးတော်ထဲမှာတင်ထားတယ်ဆိုတဲ့အရာ56ခုမြောက်သောအငယ်8ထဲမှာအကျွန်ုပ်သည်အရလေရသောအချင်းအရာတို့ကိုကိုတော်မှတ်၍အကျွန်ုပ်မြက်ရည်တို့ကိုဘူးတော်ထဲမှာထေတော်မူပါစည်ရင်တော်၌ရှိပါသည်မဟုတ်လောအာမင်နှုတ်ကပတ်တော်အပြင်ရောက်ခြင်းစီပေါ်မှာဖျားရှင်အထူးကောင်းချီးပေးပါစေအရမှာလေရတဲ့အချင်းအရာကိုကိုတော်မှတ်တော်မူ၍ဖယားရဲ့ပတ်သက်ဖယားအမှုတော်နဲ့ပတ်သက်ပြီးမှလှုပ်ဆောင်သမျှဆောင်ရွက်သမျှအားလုံးဟာဒုက္ခပြဿနာဆင်းရဲခြင်းငြိမ်းပန်းနှိမ့်ဆက်ခြင်းဒုက္ခခံစားခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့နာကျင်ခဲ့ရတဲ့အရာအားလုံးတွေမြင့်ရည်ဘူးတော်ထဲမှာဘုရားသခင်ကတင်ထားပေးတယ်ဘူးတော်ထဲမှာထေတော်မူပါစည်ရင်တော်၌ရှိပါသည်မဟုတ်လောဘုရားသခင်ကိုကျွန်တော်ဘုရားအတွက်နိုင်ငံတော်အမှုတော်ဆက်ကပ်တဲ့အရာကြခဲ့တဲ့မြင့်ရည်ပင်ပန်းခဲ့တဲ့အရာဆင်းရဲခဲ့ရတဲ့အရာဒုက္ခရောက်ခဲ့တဲ့အရာအားလုံးဘုရားသခင်ဘူးတော်ထဲမှာထေထားပေးပါဘုရားသခင်ရဲ့နှလုံးအင်းစည်ရင်ထဲမှာဘုရားသခင်စည်ရင်ထဲမှာမှတ်သားပေးပါဆိုပြီးဒီနေ့ဆာလန်ဆရာကကျွန်တော်တို့ကိုသူ့ရဲ့ဖြစ်ခြင်းနဲ့ကျွန်တော်တို့အမှုတော်ဆောင်ခြင်းတည်းမှာဘယ်သူမှအတိအမှန်မပြုတ်တော့လဲဘုရားသခင်အတိအမှန်ပြုတ်တယ်ဘယ်သူမှမသိတော့လဲဘုရားသိတယ်ဘယ်သူမှမမြင်တော့လဲဘုရားမြင်တယ်တရက်ကြရင်ဘုရားသခင်နဲ့ဆုံတွေ့တဲ့နေ့မှာတင့်အတွက်ဘုရားသခင်အကောင်းဆုံးသောဆုကိုပြင်ဆင်ပေးတယ်ပန်းဥယျာဉ်တရဖို့ကိုဘုရားသခင်ဆုချပေးမှဖြစ်ပါတယ်